တရားမှတ်တဲ့နေရာမှာနေရာတွေအချိန်တွေကိုတည်တံ့ရွေးပြီးတော့တရားမှတ်မယ်တရားအားထုတ်မယ်တရားနှလုံးသွင်းမယ်ဆိုရင်သူကအလုတ်ခရီးရှေ့ရောက်ဖို့ခက်တယ်။ဘာလို့လဲဆိုတော့တရားအားထုတ်တာကရိတ်တာမှအားထုတ်ရမှာတို့တရားစခန်းပွဲဝင်နိုင်မှအားထုတ်ရမယ်ဆိုတဲ့အနေအထားမျိုးတွေကတော်တော်ဝေးနေသေးတယ်။ဘာလို့လဲဆိုတော့တရားစခန်းပွဲကိုလူတိုင်းဝင်နိုင်ဖို့ခက်တယ်။အဲ့တော့တရားစခန်းပွဲဝင်နိုင်တဲ့ပုံကိုယ်တွေဘလို့တရားမှတ်မလဲဘလို့တရားအားထုတ်မလဲဆိုတာကအဓိကကြ။နောက်တစ်ချက်ကလည်းတနေ့မှတစ်ချိန်လောက်တနေ့မှနှစ်ချိန်လောက်ဒီလိုမျိုးမှတ်တာမျိုးဟာလေဒါကျဲသေးတယ်ပြောရဘာလို့လဲဆိုတော့ခန္ဓာရှိရင်ဝေဒနာရှိမယ်ကိလေသာရှိမယ်ဒါပုရုဇဉ်ကိုပြောတာအဲ့တော့ဒီဝေဒနာတွေဒီခန္ဓာတွေဟာရှိနေသေး၍ဒါတရားပဲပေါ့အဲ့တော့အလုတ်သွားတယ်ယုံသွားတယ်ဆိုရင်တော့မှအပြင်မှာအလုတ်လောက်ရယုံဆိုလည်းအပြင်မှာစိုက်တယ်အလုတ်ဆိုရင်လည်းအပြင်မှာပဲရှိကြတယ်ဒါအပြင်သွားပြီးတော့အလုတ်လောက်အဲ့တော့တရားအားထုတ်တယ်ဆိုတာအပြင်မှာသွားပြီးတော့ထွက်เสียမှာမလို့တာခန္ဓာထဲမှာပဲအားထုတ်တာတမန်ဘာဟိတာဇီဝရေးကိစ္စတွေအကုန်လုံးကအပြင်သွားလောက်ကြတာများတယ်ဒါပေမဲ့တရားအားထုတ်တာကအပြင်မှာအားထုတ်ရတာမဟုတ်ဘူးအတွင်းမှာအားထုတ်ရတာမိမိရဲ့စိတ်ကိုအပြင်မထွက်အောင်ထိန်းထားတာတရားအားထုတ်တာဒါနံပါတ်1အဆင့်ဒါကြောင့်ဝိဇ္ဇာသိအောင်လုပ်ရမယ်စရဏသိပြီးရင်ကျင့်ရမယ်ပထမတော့သိအောင်လုပ်ရသိပြီးရင်ကျင့်ရမယ်အဲ့တော့အဲ့ဒီကျင့်တဲ့နေရာဘယ်နေရာလဲဘယ်နေရာသွားကျင့်ရမှာလဲဆိုတော့လူတွေအတွက်တော့တီးတိုင်ကျင့်တဲ့နေရာကြီးခွဲခြားပြီးတော့ဟောထားတာမျိုးမတွေ့မိပါဘူးအဲ့တော့ခုနကတစ်တပင်ရိတ်တို့ဝါတပင်ရိတ်တို့စိတ်ငြိမ်တဲ့နေရာတို့ကြောင်းကံပြစသည်ဒါကတော့စာပေမှာရှိတယ်ယဟန်တွေအတွက်တော့စိတ်ငြိမ်ရာမှာတရားအားထုတ်တယ်တရားနှလုံးသွင်းတယ်တရားမှတ်တယ်ဒါယဟန်တွေအတွက်တီးတန့်ထားတဲ့နေရာလူတွေမှာကြတော့ကလာဝါသောဘူးကိစ္စအလုတ်ကိစ္စတွေများတယ်အဲ့တော့ဘယ်လိုလုပ်ပြီးတော့ဒီတောတဲ့တောင်နဲ့ဒီသွားပြီးတော့တရားအားထုတ်ဖို့ဘယ်လဲပါတနေ့တစ်ချိန်တောင်မှရိတ်တာမှာ10စက္ကန့်9စက္ကန့်ဝင်ဖို့ဆိုတာကဘယ်လိုနည်းနဲ့မှမဖြစ်နိုင်အဲ့တော့အဲ့လိုမဖြစ်နိုင်တဲ့ဂျားတွေကငါတို့ကတရားဘယ်လိုအားထုတ်မလဲဒီတိုင်းနာဆိုရင်ဘယ်လိုလုပ်တရားအားမထုတ်ရဘဲနဲ့သေးကုန်မှာပေါ့ဟုတ်ပြီအဲ့ဒီလိုမဖြစ်ရအောင်တရားကခန္ဓာပဲဒီခန္ဓာထဲမှာတရားရှိတယ်ဒါကြောင့်မိုးကုတ်ဆရာတော်ကြီးကတော့ခန္ဓာထဲမှာတရားရှိတယ်ခန္ဓာထဲကတရားကိုအဲ့ဒီရှိနေတဲ့တရားကိုနံပါတ်1သိအောင်လုပ်တာဝိဇ္ဇာပဲအဲ့ဒီသိတဲ့တရားကိုဆုံးဖြတ်ချက်ချတာစရဏပဲအဲ့ဒါကိုဝိဇ္ဇာစရဏနှစ်ခုဟာတန်ပန္နပြည့်စုံတာပဲပထမတော့သိအောင်လုပ်ရယုံနံစသည်မှတ်ရမယ်တရားကိုမှတ်ရမယ်သိရမယ်တရားကိုသိအောင်ကြိုးစားရမယ်အကြောင်းကျိုးသိအောင်လုပ်ရမယ်ယုံနံသိအောင်လုပ်ရပြီးတော့အားထုတ်တဲ့နေရာကြတယ်ပြီးတော့ဘယ်မှာအားထုတ်ရမှာလဲဆိုတတ်နိုင်ရင်တော့တနာရီ2နာရီ3နာရီအိမ်မှာအချိန်ပေးပြီးတော့အားထုတ်ဒါကောင်းတယ်မတတ်နိုင်ဘူးတပည့်တော့အဲ့လောက်ထိအောင်လဲအချိန်မပေးနိုင်ဘူးကျမ်းမာရေးအနေထားရတော့လည်းကောင်းအချိန်မပေးနိုင်ရင်တပည့်တော့ဘယ်လိုအားထုတ်ရမလဲဆိုအဲ့ဒီဂျားထဲမှာအားထုတ်အခုတရားဟောနေတယ်အခုတရားနာနေတယ်ဟောနေရင်နားနေရင်နဲ့ဖောက်ပြန်နေတယ်ဘယ်သူဖောက်ပြန်တာလဲခန္ဓာဖောက်ပြန်တယ်ဘလို့ပြလဲညောင်းမှုညံမှုနာမှုအောက်မှုတင်းမှုပူမှုသဘောပြနေတယ်အဲ့ဒါဖောက်ပြန်တယ်လို့သိရင်တရားအဲ့ဒီဖောက်ပြန်တာနှိမ့်ဆက်တာပဲလို့သိရင်အားထုတ်တာပဲအဝေးကြီးမဟုတ်ဘူးနီးနီးလေးပဲအဲ့ဒီလိုအားထုတ်တတ်ပြီးအားထုတ်နိုင်ပြီဆိုရင်ဒုက္ခပฏิပဒါခိပ္ပဗိညာဒါကတော့မြင့်တဲ့တရားကြီးဒုက္ခပฏิပဒါခိပ္ပဗိညာဒီကိထဲမှာမရှိနိုင်ဘူးချမ်းသာသာကျင့်ပြီးတော့လောကူတရားရတယ်ဟုတ်တဲ့ယဟန္တာအဆင့်ကိုမဆိုလို့ဒီမှာပုထုဇဉ်အဆင့်ကတော့အလုံးလုံးရင်းနဲ့ခန္ဓာရဲ့စိတ်ခနဲ့အောင်လာတဲ့ဒါဖောက်ပြန်တာပဲအလုံးလုံးရင်းနဲ့ကြားလာတဲ့ဒါဒုက္ခသစ္စာအလုံးလုံးရင်းနဲ့မူးလာတဲ့ဒါဒုက္ခသစ္စာပဲလို့ဆုံးဖြတ်ချက်ချတယ်တရားစခန်းသွားလဲဒီနည်းသင်တာပဲတရားစခန်းသွားလဲဒါမှတ်ရတာပဲအိမ်မှာနေရင်းနဲ့လဲဒီခန္ဓာရှိလို့ဒီလိုမှတ်ရင်ဒါဓမ္မယုံပဲဒါရိတ်တာပဲဒါမဲ့ဉဏ်ဖြစ်နေတာပဲဒါသမုဒိယသစ္စာပယ်တာပဲတရားအားထုတ်တယ်ဆိုတာသမုဒိယသစ္စာပယ်တာလေသမုဒိယသစ္စာပယ်တာဆိုတော့ကျောင်းကံဘုရားတို့ဇေဒီပထိုးတို့ရိတ်တာတို့မှာပယ်အိမ်မှာပယ်ဘယ်နေရာပယ်သမုဒိယသစ္စာပယ်နိုင်ဖို့အရေးကြီးတယ်မေဃသစ္စာသိဖို့အရေးကြီးတယ်နိရောဓသစ္စာစိုက်ဖို့အရေးကြီးတယ်ဒီလေးချက်ပဲအဲ့လိုသိဖို့ဆိုတာအချိန်တွေနာရီတွေပုံတွေပိုင်းတွေအားလည်းရက်တွေမှာရွေးမနေတော့ဘဲနဲ့အခုအားထုတ်ရင်အခုရတာပဲအခုနှလုံးသွင်းရင်အခုရတာပဲဘာဖြစ်လို့လဲဓမ္မခန္ဓာထဲမှာရှိနေတာမဟုတ်လို့ခုနှလုံးသွင်းအခုရဒါကြောင့်ယတောတမ္မတတိပါဠိယ
ခန္ဓာနံဥရိယဗျံခန္ဓာကိုယ်သုံးသပ်အဖြစ်နဲ့အပြက်ကိုတွေ့လိမ့်မယ်လပတိပိဋိပါမောဇံအမတန်တန်ဝိဇာနတံငြိမ်းအေးမှာပေါ့ခန္ဓာကိုသုံးသပ်တာလေဩအောင်လာတယ်ဩနားလာတယ်ဩပူးနေတယ်ဩလှုပ်နေတယ်ဩစိတ်တွေတစ်စိတ်ပြီးတစ်စိတ်ဖြစ်နေတယ်ဆိုတော့ထိုင်းနေရင်သုံးသပ်လို့ရတာပဲအဲ့ဒီသုံးသပ်ပြီးတော့မှသိနေတော့ဩဒါဖောက်ပြန်နေတာပဲဒါပျက်စီးနေတာပဲဒါနှိမ့်ဆက်နေတာပဲလို့သိထိုင်ရင်းနဲ့သိတာအလုံးလုံးရင်းနဲ့သိတာဘာလို့လဲဆိုတော့အလုံးလုံးနေလဲခန္ဓာရှိတော့ဖောက်ပြန်မှုရှိတာပဲခန္ဓာရှိတော့ဝေဒနာရှိတာပြောင်းလဲမှုရှိတာပဲနှိမ့်ဆက်မှုရှိတာရိတ်တာသွားပြီးတော့ပြောင်းလဲမှုကိုသွားကြည့်မနေနဲ့တတိတန်ဒါရိတ်တာမဝင်နဲ့လို့ပြောတာမဟုတ်ဘူးဝင်နိုင်တဲ့ပုံကိုယ်တွေအများကြီးအတွက်ကိုဒါကျေးဇူးဆက်တာပဲဘာလို့လဲခက်ခဲတဲ့ကိစ္စမဟုတ်လို့အခုလိုသိသွားတော့အလုံးလုံးရင်မိဖို့ကြောင့်ထဲမှာရုံးထဲမှာဈေးရောင်းထဲမှာဈေးထဲမှာရွတ်ဖန်နေတာကတစ်မျိုးဆုံးဖြတ်နေတာကတစ်မျိုးအဲ့ဒီလိုကိုယ်ကကျွမ်းကျင်ထားတော့တရားဆိုတာခန္ဓာထဲရှိတဲ့တရားနောက်ကဆုံးဖြတ်ချက်ချပေးနေတာတရားပါလားအောင်လာတဲ့နှိမ့်ဆက်တာပဲဒါတရားကိုသိသွားတာအရင်တော့အောင်တယ်ငါအောင်တယ်လို့သိတယ်အခုအောင်တယ်ဖောက်ပြန်တယ်လို့သိတယ်အရင်တော့ဒေါသထွက်တယ်ငါဒေါသထွက်တယ်လို့သိတယ်အခုတော့ဒေါသထွက်တယ်ဒေါသစိတ်ပါလားလို့သိလိုက်တယ်အရင်တော့အိတ်ချင်တယ်အခုတော့အဲ့ဒီဒါအိတ်ချင်စိတ်ပါလားအခုတော့ဒါရုပ်ဖောက်ပြန်တာပါလားလို့သိလိုက်တော့ဓမ္မဖြစ်တာပေါ့အဲ့ဒါကြတော့အိယာထဲမှာရောအိမ်ထဲမှာရောနေရင်ထိုင်ရောသားချောသမီးချောစည်းဝါလို့ဘာလုံးနေဒီတိုင်းသွားတာဒီတိုင်းသိတာအဲ့ဒါခါကျတော့အခုနကစကားပြန်ဆက်ဒုက္ခပฏิပဒါခိပ္ပဗိညာဝေဝေလန်လိုင်းသွားတရားမလို့ဘဲနဲ့အိမ်ထဲမှာနေချမ်းချမ်းသာသာတရားရတယ်အရှင်မင်းကဘလို့ရတာလဲလို့မေးရင်အနုတ္တိယကိလေသာရဲ့ပရိယုဌာဏကိလေသာရဲ့ဝိတိတ်ကမကိလေသာရဲ့ကိလေသာ၃မျိုးမှာအနုတ္တိယကိလေသာကတော့မဲ့နဲ့ပယ်တာမလို့ထားလိုက်တော့ဝိတိတ်ကမနဲ့ပရိယုဌာဏနဲ့ဝိတိတ်ကမကိလေသာအကျမ်းသာနှစ်ခုကိုပယ်ပလိုက်တာဒါသမုဒိယသစ္စာပယ်တာပေါ့အိမ်မှာနေရင်ပယ်တာအလုတ်ထဲမှာပယ်တာအဲ့ဒီလိုတိပြီးတော့လုပ်ရင်ဘယ်နေရာနေအကျိုးရှိတယ်ကားမောင်းရင်လည်းအကျိုးရှိတယ်ယုံတက်ရင်လည်းအကျိုးရှိတယ်အားငယ်ပြီးတော့ရိတ်တာတော့မဝင်နိုင်တော့ပါဘူးတရားစခန်းတော့မဝင်နိုင်မှာတော့ဘာမှဘူးမနေနဲ့အလုပ်လုပ်လို့ရတယ်ဒါဆိုဟုတ်ပြီဒီမှာတမထယာနိကလမ်းစဉ်တမထယာနိကလမ်းစဉ်က तू ကသုံးတတ်တာကိစ္ဆံတော်ဝကိစ္ဆံတော်မိတိပဇာနာတိတရားနောဝတရားနောမိတိပဇာနာတိနိသိဏောဝနိသိဏောနိတိပဇာနာတိဆိုတာ तू ကတိပေးတာအဲ့ဒါကိုတမထယာနိကလမ်းစဉ် तू ကမှတ်တယ်စားတယ်တောက်တယ်အိတ်တယ်လမ်းတယ်ကွေးတယ်ဆန့်တယ်အဲ့ဒါတမထယာနိကလမ်းစဉ် तू ကသုံးတတ်တယ်အမတ်ကိုဦးစားပေးတယ်သုံးတတ်တယ်အမတ်ကိုဦးစားပေးတယ်တက်တန်းရှည်တဲ့ကာလတမထသူ့အလောက်ကသူကသူခန္ဓာပြက်ချင်းပြက်ချင်းနေသူကတော့ကြားတယ်ရတယ်ဒီလိုပဲမှတ်နေမယ်အဲ့ဒါတမထဘယ်ကာလလဲတက်တန်းတသိန်းတစ်သောင်းစသည်ရှည်တဲ့ကာလမှာကောင်းတယ်အမတ်ကိုဦးစားပေးတယ်ခန္ဓာဦးစားပေးတက်တန်းရှည်တဲ့ကာလဒါတမထယာနိကလမ်းစဉ်ဝိပဿနာယာနိကလမ်းစဉ်ကြတော့ तू ကခန္ဓာဦးစားပေးတယ်ခန္ဓာဘာပြောတယ်ဆိုတာကိုစောင့်ကြည့်တယ်တက်တန်းတူတဲ့ကာလဝိပဿနာသစ္စာအနေနဲ့ပြောရင်မက္ခသစ္စာတမထယာနိကလမ်းစဉ်ကတက်တန်းရှိတယ်အမှတ်ကိုဦးစားပေးတယ်တမထယာနိကလမ်းစဉ်တမထသစ္စာအနေနဲ့ပြောသမုဒိယသစ္စာဒါဆိုဘယ်လိုလုပ်မလဲတမထယာနိကလမ်းစဉ်ကရတယ်ပူတယ်မှတ်တာအဲ့ဒါတက်တန်းတသိန်းတစ်သောင်းမှာကောင်းတယ်တမထလိုင်းမကောင်းလို့မပြောဘူးကောင်းတယ်သို့တော့အခုလိုတက်တန်းတူတဲ့ကာလမှာဝိပဿနာယာနိကလမ်းစဉ်ကပိုကောင်းတယ်ဘာဖြစ်လို့လဲလို့မင်းအခုအောင်လာတယ်လို့သိရင်ဖောက်ပြန်တယ်လို့သိလိုက်တယ်အောင်လာတယ်လို့သိရင်အဖြစ်ကိုသိတယ်အောင်တဲ့သဘောလေးမရှိတော့ပါလားသိတာအပြက်ကိုသိတာတမထဝိပဿနာကိုတွဲလွတ်တာမို့လို့ယူကာနတ္ထနိတက်တန်းတူတဲ့ကာလခန္ဓာကိုဦးစားပေးတယ်ခန္ဓာဘာပြောတယ်ဆိုတာကိုစောင့်ကြည့်တယ်မက္ခသစ္စာတန်းဆိုင်တယ်အဲ့ဒါကဝိပဿနာပညာလမ်းအခုနေ့ကတမထလမ်းဒါဆိုအခုကြားတယ်ဆိုကြားတော့ကဖြစ်တယ်ကြားလို့ပြီးတော့ပြက်တယ်မရှိတော့ပါလားဆုံးဖြတ်ချက်ချတယ်အဖြစ်ကိုသိတော့ကတမထအပြက်ကိုသိတော့ဝိပဿနာတမထဝိပဿနာကိုတပြိုင်တည်းတွဲလွတ်တယ်ယူကာနတ္ထနိတက်တန်းတူတဲ့ကာလပညာနဲ့စောင့်ကြည့်ခန္ဓာဘာပြောတယ်ဆုံးဖြတ်တယ်တမထယာနိကလမ်းစဉ်ကကြားတာပြီးနေပြီ तू ကဆုံးဖြတ်တော့မယ်ကြားတာကပြီးနေပြီမြင်တာကပြီးနေပြီ तू ကမြင်တယ်လို့တော့မယ်မကောင်းလားကောင်းပါတယ်သို့တော့တမထနဲ့ဝိပဿနာမှာမေဃသစ္စာနဲ့သမုဒယသစ္စာကွာတယ်ဒါကြောင့်အမှတ်ဦးစားပေးတာနဲ့ခန္ဓာဦးစားပေးတာခန္ဓာဦးစားပေးတဲ့ပညာလမ်းကိုလိုက်ရင်တော့တမထရောဝိပဿနာရောနှစ်ခုတွဲပါပါတယ်တမထလုပ်ရင်နောက်ကဝိပဿနာမပါဘူးဝိပဿနာလုပ်ရင်တမထရောပါတာမဟုတ်လို့ယာနိကလမ်းစဉ်မှာဝိပဿနာယာနိကလမ်းစဉ်ကဘ
ပို့ပြီးတော့ထိရောက်တဲ့ခိုင်မာတဲ့ဖြောင့်တန်း